ချမ်းသာအလူရှင်အလူမအမြဝေသောကတာရုခေါ်နေပါတာရုခေါ်နေပါတာရုတဲ့တညံညံပြောတဲ့တွေလဲတာဗုဒ္ဓဘာသာမြန်မာလူမျိုးဟာအလူတန်းဆိုရင်တကယ်ပဲမနှမျောရဲရဲရိုးရိုးလူကြတာတာရုတဲ့တညံညံပြောတဲ့တွေလဲတာဗုဒ္ဓဘာသာမြန်မာလူမျိုးဟာအလူတန်းဆိုရင်တကယ်ပဲမနှမျောရဲရဲရိုးရိုးလူကြတာနောင်မဝရီမနောင်မဝရီမဒုက္ခဆင်းရဲခြင်းမှာလူကင်းစေရန်အလူရှင်အလူမအမြဝေသောတာရုခေါ်နေပါတာရုခေါ်နေပါနိဗ္ဗာန်သောမောင်ဝေများကျိုးပြောတိုက်တွန်းကဒါနပါရမီကိုပြည့်ကျင်ရသည်မှာတရားပဲဗျာတာရုတဲ့တညံညံပြောတဲ့တွေလဲတာဘာသာမြန်မာလူမျိုးဟာအလူတန်းဆိုရင်တကယ်ပဲမနှမျောရဲရဲရိုးရိုးလူကြတာတာရုတဲ့တညံညံပြောတဲ့တွေလဲတာ